အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိသားစုနဲ့အတူတူအိမ်မှာအလွယ်တကူလှုပ်ရှားလို့ရအောင်ကိုရီးယားဟော့ပေါ့လုပ်နည်းလေးလာမျှဝေပေးတာဖြစ်ပါတယ်ဒီဟော့ပေါ့လေးကချင်းဆက်ဆက်လေးနဲ့ကိုကြိုက်ညက်တဲ့အသားဆော့ဆေ့ကြီးနဲ့စားလို့ရတာမို့လို့ကြိုက်ကြမှာပါရှင်ဘူဒန်ဂျီကဲလို့လည်းခေါ်ကြတယ်လို့ကိုရီးယားအာမီစတူးလို့လည်းခေါ်ကြပါတယ်ရှင်ဒီဟော့ပေါ့လေးကစားလို့လည်းကောင်းတယ်လို့လုပ်ရတာလည်းအရန်လွယ်တာမို့လို့လိုက်လုပ်ကြည့်ကြအောင်နော်အရင်ဆုံးဟော့ပေါ့ချက်ဖို့အတွက်လိုအပ်တဲ့ပေါင်ရင်ပစ္စည်းလေးတွေကိုပြင်ဆင်ကြပါမယ်။နုံနုံစင်ထားတဲ့ကြက်သွန်ဖြူအနှဲငယ်ကြက်သွန်နီတစ်လုံးမုံညင်းတုပ်တစ်ထုပ်နဲ့ကြက်သွန်မိတ်တို့လိုအပ်ပါတယ်ရှင်။ကိုရီးယားခုတ်ဆွဲလေးရဲ့ကိုကြိုက်နှစ်သက်တဲ့ sausage လေးရဲ့ပဲပြားနူအပ်မိုး cheese ပြားလေးတွေနဲ့ကိုရီးယားငရုတ်နစ်ဘူးကင်ချီတို့လိုအပ်ပါတယ်ရှင်။ကိုကြိုက်နှစ်သက်တာလေးတွေရှိရင်လည်းထည့်စားလို့ရပါတယ်နော်။အရင်ဆုံး sausage လေးတွေကိုဟော့ပေါ်ထဲထည့်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားလိုက်ပါမယ်။ပိုးကတော့ဒီကြက်သားပြားလေးတွေထည့်ထားပါရဲ့ရှင်။ငါးသားလုံးနဲ့ငါးသားချောင်းလေးတွေလည်းထည့်ပါမယ်။ကျုပ်ကြောင်လေးတွေကိုတော့တစောင်းလေးတွေလှီးထားလိုက်ပါရဲ့ရှင်။ကျက်မိုလုံးဝက်မိုလုံးလေးတွေထည့်စားလဲစားလို့ကောင်းတယ်နော်ကျက်ပေါင်သားလေးတွေကိုလည်းခက်ပပလှီးထားလိုက်ပါမယ်ပေါင်သားကပူပြီးနူးညံ့တာမို့လို့ရေမုံအစားပေါင်ကိုသုံးထားပါရဲ့ရှင်ပိုးကပဲပြားနုလေးတွေစားချင်တာနဲ့ပဲပြားနုကိုထည့်ထားပါရဲ့ရှင်ပဲပြားနုမသုံးပဲရိုးရိုးပဲပြားနဲ့ဆိုရင်လည်းစားလို့ကောင်းပါရဲ့နော်ဟော့ပေါ်ထဲမှာမပါမဖြစ်အမိုးလေးတွေကိုလည်းကိုယ်စိတ်ကြိုက်ပိုင်းဖြတ်ပြီးရေးစည်းထားလိုက်ပါမယ်။တခြားကိုကြိုက်နေတဲ့မိုးလေးတွေထည့်လို့လည်းရပါတယ်နော်။ဒီဟော့ပေါ်လေးကလေမုံညင်းတုံးနဲ့ဆိုရင်ပိုပြီးလိုက်ဖတ်တာမို့လို့မုံညင်းတုံးလေးတွေကိုလည်းထည့်ထားပါရဲ့ရှင်။သူ့ကိုလည်းအနည်းတော့အရွယ်လေးတွေပိုင်းဖြတ်ပြီးရေးစည်းထားလိုက်ပါမယ်။ဟော့ပေါ့ကျက်တဲ့အခါအနက်လေးပုံမွေးသွားအောင်လို့ကျက်သွန်မိတ်လေးတွေကိုလည်းခက်ပပလှီးထားလိုက်ပါမယ်။ကိုရီးယားဟော့ပေါ့ရဲ့အဓိကဖြစ်တဲ့ကင်ချီလေးတွေကိုတော့တကိုက်စာအရွယ်လေးတွေဖြတ်ထားလိုက်ပါမယ်။ပိုးကတော့ကင်ချီကိုကိုယ်တိုင်သိပ်ထားတာလေးပဲသုံးဖြစ်ပါရဲ့ရှင်။လုံနီးဗီဒီယိုလေးကိုလည်းတင်ထားပေးပါရဲ့ရှင်။အရသာအတွက်အဓိကကျတဲ့ငရုတ်နစ်လေးကိုလည်းကြိုဆက်ထားလိုက်ပါမယ်။ကိုရီးယားငရုတ်နဲ့ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။သူ့ရဲကိုအယောင်တင်မုံထမင်းစားစွန်းတစွန်းပင်ငင်ပြာကြီးအကျဲထမင်းစားစွန်းတစွန်းတကြားလက်ဖက်ရည်စွန်းတစွန်းငရုတ်ကောင်းမုံလက်ဖက်ရည်စွန်းတစ်ဝက်ထည့်ပြီးနှက်အောင်မွေးထားလိုက်ပါမယ်။ဒါဆိုရင်တော့ဆက်ချက်လို့ရပါပြီရှင်။ထမဲ့အိုးရဲကိုကင်ချီလေးတွေအရင်ထည့်ထားလိုက်ပါမယ်။ပြီးရင်တော့ပပလီထားတဲ့ကြက်သားလေးတွေထည့်ပါမယ်။ပဲပြားနုလေးတွေလည်းထည့်လိုက်မယ်နော်။ဆော့စစ်လေးတွေကိုလည်းတစ်ခုချင်းစီတန်းစီပြီးထည့်လိုက်ပါမယ်။ပြီးရင်တော့မုံညင်းတုပ်လေးတွေထည့်ပါမယ်။အရသာအတွက်ငရုတ်နစ်လေးထည့်လိုက်မယ်နော်။အားလုံးထည့်ပြီးပြီဆိုရင်တော့ကြက်ပြုတ်ရည်လေးထည့်လိုက်ပါမယ်ရှင်။ကြက်ပြုတ်ရည်အစားရေနွေးပဲထည့်မယ်ဆိုရင်လည်းရပါရဲ့ရှင်။နုံနုံစင်ထားတဲ့ကြက်သွန်ဖြူလေးလည်းထည့်လိုက်ပါမယ်ရှင်။ကြက်ပြုတ်ရည်ကိုတော့ပါဝင်ပစ္စည်းတွေရဲ့တဝက်ကြော်လောက်မြုပ်အောင်ထည့်ထားလိုက်မယ်နော်။အားလုံးထည့်ပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီး15မိနစ်လောက်ဆက်တည်ထားလိုက်ပါမယ်ရှင်။15မိနစ်လောက်ရှိပြီဆိုရင်အနှစ်လေးတွေနှံ့သွားအောင်နည်းနည်းမှွေထားလိုက်ပါမယ်။ပြီးရင်တော့ကိုရီးယားခုတ်ဆွဲလေးထည့်လိုက်ပါမယ်ရှင်။ cheese ပြားလေးရဲ့အမိုးလေးရဲ့ထည့်ပြီးတော့5မိနစ်လောက်ဆက်တည်ထားလိုက်ပါမယ်။
ခုဆိုရင်အရန်ကိုမွေးပြီးတော့စားချင်စရာဟော့ပေါ့လေးကြက်နေပါပြီရှင်ပိုးမွေးသွားအောင်လို့အပေါ်ကနေကြက်သွန်မိတ်လေးဖြူလိုက်ပါမယ်နော်ကင်ချီအရသာဆက်ဆက်လေးမှာခောက်ဆွဲလေးကအီလေးနဲ့ cheese အရသာစိမ့်စိမ့်လေးပါပေါင်းထားတော့အရသာထိမိနေပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ပိတ်ရက်မှာမိသားစုနဲ့တူတူဒီကိုရီးယားဟော့ပေါ့ပူပူနွေ့နွေ့လေးလှုပ်ရှားကြည့်ကြအောင်နော်လုံနီးလေးကလည်းအရန်ကိုလွယ်ပြီးတော့ချက်ကလည်းမြန်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးထားမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်เนาะအားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်